ဟုတ်ကဲ့မင်္ဂလာပါဗျာကျွန်တော်ဇင်မထပ်ပါကျွန်တော်ဒီမှန်လေးပြန်ပေးခြင်းလို့ပေါ့နော်သူ့ကိုကြည့်လိုက်ရင်တခုခုအများတန်းစားနေသလိုပဲတဲ့ဟုတ်တယ်ဗျာကျွန်တော်ကကလေးလိုပဲသိလားကျွန်တော်မုံပဲသေးတာကျွန်တော်တအားကြိုက်တာတအားလဲစားတာကျွန်တော်ကော်ဖီတောက်တယ်မုံစားတယ်အဲ့လိုပေါ့အဲ့ဒါလေးပဲလုပ်တယ်အချူကြီးတောက်တယ်ဒီလောက်ပဲကျွန်တော်တခြားဘယ်လိုလုပ်လဲမတည့်တဲ့ကွန်းရာဆက်လက်ရက်အဲ့လိုကျွန်တော်ဘာမှတောင်းတိတ်မလို့ကျွန်တော်ဘီယာတော့တောက်တယ်ဘီယာတောက်တယ်ဆိုမှကျွန်တော်ရံပါရံကားမှတောက်တာရံပါရံကားဆိုကျွန်တော်တစ်နှစ်နေလို့တစ်ချိန်ကျွန်တော်ဘီယာမတောက်ဘူးတစ်နှစ်နေလို့တစ်ချိန်เนาะအရင်နော်အဲ့ဒါကြောင့်ကျွန်တော်ဘာကြောင့်မလို့လဲဆိုတော့ကျွန်တော်အခုဒီဟိုတက်မတော်ထဲမှာအခုတာဝန်ထမ်းတော့ကျွန်တော်နှစ်ပေါင်း20ရှိပြီနှစ်ပေါင်း20အတွင်းမှာကျွန်တော်အရက်ဘီယာကွန်းရာဆက်လက်တက်နိုင်ဆိုအကုန်လုံးရောက်အောင်ရှောင်တော်တော်လေးလည်းရှောင်ခဲ့ပါတယ်ဗောနော်အခုကျွန်တော်ဘာကြောင့်မလို့ရှောင်လဲကျွန်တော်အရင်ကကျွန်တော်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုစားပြုတနက်ပြအတင်ရဲ့လက်ရွေးစင်တနက်ပြဓမ္မပါဒီ rifle ရဲ့ဓမ္မပေါ့နော်ဒီမှာကြည့်ဒါဆိုရင်ဒါကြီးလေပထမဆုံးရထားတဲ့ရွှေသိပ်စုပါဒါဆိုရင်ဒီနောက်ကဟာလေးပေါ့နော်ဒါဆိုတော်တော်တက်တန်းကြာနေပြီဗျဒီစုလေးဆိုလို့ရှိရင်နော်ကျန်တာလည်းဒီမှာကြည့်ကျွန်တော်တနက်ပြနဲ့ရထားတဲ့စုတွေအကုန်လုံးပါဒီမှာကြည့်နော်ဒီမှာကြည့်ဒါကအပေါ်ဟိုအပေါ်ကဆိုရင်ဒါတက်မလို့အဲ့လိုအာကစားဟိုဒီဥက္ခရာကိုယ်တိုင်လက်မှတ်ထိုးပြီးချိမိနေတာဒီဘက်ကဟိုဘက်ကတစ်ခုဆိုရင်ဒီမှာတပ်ဘက်ကတစ်စိမ့်နေပေါ့နော်ဒီမှာတပ်ဘက်ကတစ်စိမ့်နေဆိုလို့ရှင်ဒါတိုင်းမူကြီးကိုယ်တိုင်ကျွန်တော်တို့အဲ့လိုဒီတိုင်းနှစ်ပတ်လည်နေ့အခမ်းအနားမှာကျွန်တော်တို့ချီကျူးဂုဏ်ပြုခြင်းကျွန်တော်တို့ခံထားရတာပါလက်ရှိအဲ့တုန်းကတိုင်းမူကြီးကအခုဘာတူလဲဆိုရင်အခုလက်ရှိကျွန်တော်တို့ဒုတိယတပ်မနာကြီးဗိုလ်ချုပ်ဦးညိုဆိုအခုတော့ဦးညိုဆိုပေါ့ဦးညိုဆိုရဲ့လက်မှတ်ပါပါတယ်အဲ့တုန်းကတော့ဗိုလ်ချုပ်ညိုဆိုကကျွန်တော်တို့တပ်ဘက်ကမှာတိုင်းမူပါသူ့ရဲ့လက်မှတ်နဲ့ကျွန်တော်တို့ကချီကျူးဂုဏ်ပြုရထားတာပါအရင်ကဒါဒီမှာတော့ကျွန်တော်ကဒါတောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်ရွေးစင်ကိုစားပြုတနက်ပြအတင်းရတနက်သမားဖြစ်တဲ့အတွက်ရောက်မို့လို့ကျွန်တော်ဒီအတောက်စားကိုတော်တော်များများရှောင်ပါတယ်ရှောင်မှဆိုတော်တော်လေးကိုရှောင်တယ်ရှောင်ဆိုရင်ကျွန်တော်ဆိုရင်ဘယ်လိုလဲအားရင်ကျွန်တော်မုံလေးတစ်ခုခုစားလိုက်တယ်မုံလေးတစ်ခုကိုအာဟာရဖြစ်မဲ့ဟာပဲစားလိုက်တယ်ကျန်တဲ့ဟာကိုကျွန်တော်တိတ်ပြီးတော့စားလိစားတာပြီးပြချင်ရင်ကျွန်တော်စီမှာပေါ့အဲ့လိုဒီကဲဟိုကျွန်တော်နဲ့တီးတဲ့ဟိုဘောနော်မိဘအဲ့လိုဒီဆွေမျိုးသားချင်းတွေအဲ့လိုအားကျွန်တော်ကွန်းလေးစားခြင်းလို့အရက်လေးတောက်ခြင်းလို့ဆိုကျွန်တော်ဘရောကကျွန်တော်ပတ်စံထုတ်မပေးဘူးကျွန်တော်ပတ်စံဘယ်လောက်ပဲရှိမို့900လောက်ပေး1000လောက်ပေးလဲကျွန်တော်မပေးဘူးကျွန်တော်တို့ဘယ်လောက်ထိတောင်ပြောလဲဆိုကျွန်တော်အိမ်ကဦးလေးဆိုအရင်အရက်သားတောက်တာနဲ့ကျွန်တော်ဆိုတရားသွားဟောတာကျွန်တော်တရားပဲဟောတာပဲလွန်လို့လားဘာလို့လဲတော့မသိဘူးအခုတော့သူအရက်ပြတ်သွားတယ်ကျွန်တော်ပြောအရက်တစ်လုံးကိုဘယ်လောက်လဲအရက်တစ်လုံးကိုဆိုရောက်ဆို2000 3000ဆိုရင်ကျွန်တော်ပြောတာအဲ့အရက်တစ်လုံးနှလုံးအစားကိုကိုယ့်ကိုတခြားအဲ့လိုအသားလေးငါးလေးကိုဝယ်စားချင်အာဟာရမဖြစ်ဘူးလားလို့ဘာညာဆိုပြီးတော့တရားချလိုက်တာအဲ့လိုကြောင်လာတော့မသိဘူးကျွန်တော်ဦးလေးလုံးဝအရက်တော့ပြတ်သွားတယ်ဗျအဲ့ကြောင့်မို့ကျွန်တော်ကတက်မတော်သားဆိုပြီးမှကျွန်တော်ကွန်းရဆက်လေးအရက်ဘီးရကျွန်တော်လုံးဝအတောက်စားပါဘူးကျွန်တော်အတက်နိုင်ဆုံးရှောင်ပါတယ်အဲ့ဒါလေးလာပြီးတော့ဖြေပေးတာပါကျေးဇူးအများကြီးတင်ပါတယ်ဗျနောက်လဲကျွန်တော်ထပ်ပြီးတော့အစားတောက်ထပ်ပြီးတော့စားနေဦးမှာပါတက်တာ